အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့နန္ဒစေနာဖောင်ဒေးရှင်းကဒေါက်တာအေးမွန်ခန့်ပဲဖြစ်ပါတယ်ခုဆိုရှင်တော့အောက်တိုဘာလတွေကိုရောက်လာပြီပေါ့နော်အောက်တိုဘာလဆိုတာက breast cancer awareness month အဖြစ်သတ်မှတ်ထားပြီးတော့ရင်သားကင်ဆာနဲ့ပတ်သက်တဲ့အသိပညာပေးမှုတွေကိုပြုလုပ်နေတဲ့လလေးတစ်လပဲဖြစ်ပါတယ်ဒါကြောင့်ဒီနေ့မှာတော့ရင်သားကင်ဆာနဲ့ပတ်သက်တဲ့အကြောင်းလေးကိုပြပြပေးချင်ပါတယ်ရှင်အဓိကကတော့ရင်သားကင်ဆာဆိုတာဘယ်လိုလူမျိုးတွေမှာဖြစ်တာလဲပေါ့နော်ရင်သားကင်ဆာဆိုတာကရင်သားတ िश ရှိတဲ့လူတိုင်းမှာဖြစ်တတ်ပါတယ်ရင်သားတ िश ဆိုတာလည်းအမျိုးသမီးတွေမှာဒါမှကအမျိုးသားတွေမှာပါရှိတတ်ပါတယ်ဒါကြောင့်မလို့နည်းနည်းရှားတယ်ဆိုပေမဲ့လည်းအမျိုးသားတွေမှာလည်းရင်သားကင်ဆာဖြစ်နိုင်ခြေရှိပါတယ်အဲ့ဒီထဲကမှရင်သားကင်ဆာဆိုတာကဘယ်လိုလူတွေမှာပိုပြီးတော့ဖြစ်တတ်တာလဲဆိုတာကိုပြပြပေးချင်ပါတယ်နံပါတ်1ကတော့အမျိုးသမီးတွေမှာရင်သားကင်ဆာဖြစ်နိုင်ခြေများရဲဆိုပေမဲ့အသက်အရွယ်ပိုင်းခြားအရဆိုလို့ရှိရင်တော့အသက်50နဲ့အထက်တွေမှာပိုပြီးတော့ရင်သားကင်ဆာဖြစ်နိုင်ခြေများတတ်ပါတယ်နံပါတ်2အချက်ကတော့အချို့မျိုးသမီးတွေမှာဆိုလို့ရှိရင်ရင်သားကင်ဆာဖြစ်နိုင်တဲ့ gene တွေဖြစ်တဲ့ BRCA1 2တွေပါလာတဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်လည်းရင်သားကင်ဆာဖြစ်နိုင်ခြေကပိုများတတ်ပါတယ်နံပါတ်3ချက်ကတော့အပျော်ပါဝင်တဲ့အချိန်နဲ့ရာသီသွေးဆုံးတဲ့အချိန်တွေကဆိုလို့ရှိရင်ရင်သားကင်ဆာဖြစ်ပါမှုနဲ့ဆက်ဆက်နေတတ်ပါတယ်အပျော်ပါဝင်တာစောတဲ့လူတွေမှာဆိုလို့ရှိရင်ရင်သားကင်ဆာဖြစ်နိုင်ခြေကပိုများတတ်ပါတယ်အပျော်ပါဝင်တာစောတယ်ဆိုတာကတော့အသက်12နှစ်မတိုင်ခင်မှာရာသီသွေးစပေါ်တာကိုခေါ်တာပဲဖြစ်ပါတယ်အသက်55နှစ်နောက်ပိုင်းမှာမိရဲ့သွေးဆုံးတဲ့သူတွေမှာဆိုလို့ရှိရင်လည်းရင်သားကင်ဆာဖြစ်ပါမှုကမြင့်တက်ပါတယ်ဒါကြောင့်မလို့အပျော်ပါဝင်တာစောပြီးတော့မိရဲ့သွေးဆုံးတာနောက်ကျတဲ့သူတွေမှာဆိုလို့ရှိရင်ခန္ဓာကိုယ်ကဟော်မုန်းတွေနဲ့အချိန်ကြာမြင့်စွာထိတွေ့ရတဲ့အတွက်ကြောင့်မလို့ရင်သားကင်ဆာဖြစ်ပါမှုကပိုများတတ်ပါတယ်နံပါတ်4ချက်ကတော့မိသားစုမျိုးရဲမှာရင်သားကင်ဆာဖြစ်ပူးတဲ့သူရှိရဆိုလို့ရှိရင်လည်းကိုယ်မှာရင်သားကင်ဆာဖြစ်နိုင်ခြေများတတ်ပါတယ်အထူးသဖြင့်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့အမေညီအမတွေနဲ့သမီးတွေမှာဖြစ်ပူးတဲ့ဆိုလို့ရှိရင်သတိထားဖို့လိုအပ်ပါတယ်ရှေ့မှာဖော်ပြခဲ့တဲ့အချက်တွေကိုတော့ရင်သားကင်ဆာဖြစ်နိုင်ခြေရှိတဲ့ရှောင်လွှဲလို့မရတဲ့အချက်တွေဖြစ်သတ်မှတ်ထားပါတယ်အသက်ကြီးတာကိုရှောင်လွှဲလို့မရလို့မိသားစုမျိုးရဲမှာရင်သားကင်ဆာဖြစ်ပူးတာကိုလည်းရှောင်လွှဲလို့မရပါဘူးဒါပေမဲ့ရှောင်လွှဲလို့ရတဲ့အချက်တွေလည်းရှိပါသေးတယ်အဲ့ဒါတွေကတော့ကိုယ်လက်လှုပ်ရှားမှုမရှိတာအဝလွန်တာအရက်နဲ့ဆေးလိပ်တွေတောက်တာတွေနဲ့ဟော်မုန်းအစားထိုးကုသမှုတွေခံယူနေရမျိုးတွေပဲဖြစ်ပါတယ်အဲ့ဒီအချက်တွေကိုလှုပ်ဆောင်နေမယ်ဆိုလို့ရှိရင်တော့ရင်သားကင်ဆာဖြစ်ပါမှုကပိုများတတ်ပါတယ်။ဘာလို့ရှောင်လဲလို့ရတဲ့အချက်တွေလို့ပြောရလဲဆိုလို့ရှိရင်တော့ဆေးလိပ်တောက်တာတွေကဖျက်လိုက်လို့ရပါတယ်။အရက်ဘီယာတောက်တာတွေကလည်းရှောင်လိုက်လို့ရပါတယ်။ကိုယ်လေးချိန်မတက်အောင်အဝမလွန်အောင်လည်းထိန်းထားလို့ရပါတယ်။ရှောင်လဲလို့ရတဲ့အချက်ဖြစ်ပါစေရှောင်လဲလို့မရတဲ့အချက်ဖြစ်ပါစေအဲ့ဒီထဲကတစ်ခုခုရှိပြီဆိုတာနဲ့ရင်သားကင်ဆာဖြစ်နိုင်ရရှိရဆိုပြီးတော့100%တော့သတ်မှတ်လို့တော့မရပါဘူးလေးလာတွေးရှိချက်တွေအရရင်သားကင်ဆာဖြစ်တယ်ဆိုတာတစ်ခုတက်ပိုတဲ့အကြောင်းအရာတွေပေါင်းစည်းပြီးတော့မှသာဖြစ်ရတာပါဒါကြောင့်မလို့ရှောင်လဲလို့ရတဲ့အချက်တွေကိုပိုသတိထားပြီးတော့ရှောင်လဲကြဖို့လိုအပ်ပါတယ်ရှင်အသက်40နဲ့အထက်အမျိုးသမီးတွေမှာဆိုလို့ရှိရင်ရင်သားကင်ဆာရှိမရှိကိုပုံမှန်စမ်းသပ်စစ်ဆေးဖို့လိုအပ်ပါတယ်။ဘာတွေလုပ်လို့ရလဲဆိုလို့ရှိရင်တော့ရင်သားကို mammogram လို့ခေါ်တဲ့အထူးဓာတ်မှန်ရိုက်တာမျိုးအနေနဲ့စစ်ဆေးလို့ရပါတယ်။မိမိရင်သားမှာအလုံးကျိတ်တွေရှိနေလားပုံမှန်မဟုတ်တဲ့ပြောင်းလဲမှုတွေရှိနေလားဆိုတာကိုလည်းကိုယ်တိုင်စမ်းသပ်ကြည့်လို့ရပါတယ်။မိမိရင်သားနဲ့နှုတ်သီးကောင်းမှာပုံမှန်မဟုတ်တဲ့ပြောင်းလဲမှုတွေရှိနေရဆိုလို့ရှိရင်တော့သက်ဆိုင်ရာဆရာဝန်နဲ့သေချာတိုင်ပင်ဆွေးနွေးပြီးပြသဖို့လိုအပ်ပါတယ်ရှင်။ကဲဒီလောက်ဆိုလို့ရှိရင်တော့ရင်သားကင်ဆာနဲ့ပတ်သက်ပြီးတော့တော်တော်လေးသိသွားကြပြီလို့ထင်ပါတယ်။ရင်သားကင်ဆာဆိုတာဘာတွေကြောင့်ဖြစ်ရတာလဲဘယ်လိုချက်တွေကိုရှောင်ကျဉ်လို့ရမလဲဆိုတာကိုလည်းတော်တော်လေးသိသွားကြပြီလို့ထင်ပါတယ်နော်နောက်ထပ်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါလို့ရှင်အနန္တစေနာဖောင်ဒေးရှင်းရဲ့ကျန်းမာရေးပညာပေးအစီအစဉ်တွေကိုအနန္တစေနာဖောင်ဒေးရှင်း Facebook Page မှာ Like and Follow လုပ်ပြီးတော့ကြည့်ရှုနိုင်တယ်လို့အနန္တစေနာဖောင်ဒေးရှင်း YouTube TikTok Channel တွေမှာလည်း Like and Subscribe လုပ်ပြီးတော့စောင့်မျှော်ကြည့်ရှုအားပေးနိုင်ပါတယ်ရှင်